မင်္ဂလာပါရှင်ဒါကတော့လေအောင်မြို့ကဒူးရင်ချန်ကိုတွားလဲတာဖြစ်ပါတယ်ရှင်ဘူဖေးအဝစား999ဘတ်ပေါ့နော်ဒူးရင်သီးနဲ့အတူသီးစုံကြိုက်တာစားလို့ရပါတယ်မင်းတို့ကတော့မစားနိုင်တဲ့အတွက်မစားခဲ့ဘူးအခုလိုမျိုးကာယထားလေးနဲ့နှစ်ချံလုံးကိုပတ်လဲကြတယ်ပေါ့နော်ဒါကတော့ပြားရည်ရောင်တဲ့နေရာလေးတွေပေါ့ပြားမွေးမြူရေးပြားပေါ့နော်ပြားရည်တပလင်းဘူးကြီးဆို300အသေးဆို100ကျော်အဲ့လိုမျိုးလေးတွေပေါ့နော်ဒါကတော့သူတို့ပြားမွေးမြူရေးကိုပြပေးတာပေါ့နော်ဒီလိုဘူးကြီးကို100ဒါလေးတွေက100နဲ့ဟုတ်ဘူးကြီးက300ဒီတေးသေးလေးတွေက120 130လားမသိဘူးကြီးတပူအားပေးခဲ့ပါတယ်ကဲဒါကတော့ဒူးရင်ချံရောက်ပါပြီရှင်ဒူးရင်သီးတွေမြင်တော့အရန်ကိုတပ်ပုံတွေရိုက်ချင်းတယ်ပုံတွေရိုက်တယ်ဗီဒီယိုရိုက်တယ်ပြီးလို့ရှိရင်အောက်မှာသူတို့ကလေရေလောင်းတဲ့စနစ်ကတွေ့လာရေလေးတွေတေးသေးလေးတွေဖြန်းထားပြီးတယ်ပေါ့နော်ဒူးရင်ပင်ရဲ့အသက်ကမနှစ်ထက်ကြီးတယ်နော်မနှစ်နောက်46ဒူးရင်ပင်ကအသက်တန်းကလေ90တဲ့မနှစ်ထက်အသက်ကြီးတယ်သိလားထိုင်းရှင်ခိုးခဲ့ရမယ်ဒါပေမဲ့သူတို့ရဲ့တက်တန်းတလူကြီးရတော့မှဒီမှာသခင်ကိုလှုပ်ကြွေးနေတယ်နော်သခင်ကိုလှုပ်ကြွေးနေသေးတာဒါကတော့မင်းကိုချံကိုရောက်ပါပြီရှင်မင်းကိုတီးတွေအယမ်းများတယ်နော်ဒါတွေကကြတော့ခူးထားတာတွေပေါ့နော်ဒါသူတို့ဖောက်တဲ့ကိုပေးဖို့ခူးထားတာတွေဖြစ်ပါတယ်ရှင်အယမ်းမဲ့ဒူးရင်မင်းနေလေအရေးတည်းရလဲရခြံထဲဝင်သွားတာနဲ့အရန်အေးချမ်းတယ်သိလားဒါကတော့ဒူးရင်ချံဒူးရင်သီးတွေကိုသူတို့အဲ့လိုမျိုးအိတ်ကလေးတွေနဲ့ဆွတ်ထားတယ်ပေါ့နော်ဒူးရင်သီးတွေကလည်းလေသူတို့အမျိုးစုံရှိတယ်ဘာမျိုးစားသူရှင်းပြရပေါ့နော်ဒီကားရထားမှာတွေ့လားဒီလိုမျိုးအိတ်အနီလေးတွေနဲ့ဆွတ်ထားတာလေးတွေလည်းတွေးခဲ့တယ်တစ်ချံနဲ့တစ်ချံဒီဇိုင်းတွေတော့မတူဘူးပေါ့နော်အခုနကတက်တန်း90ရှိတဲ့အပင်ကြီးတွေဆိုရင်တော့သူကဝါးပင်တွေဝါးတုတ်တွေထောက်ထားတယ်ပေါ့နော်ဒါတွေကျတော့ဒုတ်ထောက်စရာမလိုသေးဘူးပေါ့နော်သူတက်တန်း10နှစ်15နှစ်အရွယ်ဖြစ်မှာပေါ့နော်ဒါတွေကကြတော့အများကြီးပဲအရန်ကိုမှလဲလို့ကောင်းတယ်နှစ်ချံပေါ့ဒါကတော့ကွေးဟော်ဆိုတော့ငပြောခင်ဒီဘက်မှာတော့ဒီမှာအပင်ကြီးအရန်လှတယ်ပေါ့နော်တရေလေးလောင်းတဲ့စနစ်လေးတွေလည်းအရန်ကောင်းတယ်ဘာပဲဖြစ်ဖြစ်မနေရတော့တတိချန်နဲ့ဝင်သွားရတာအရန်ပျော်တယ်ဒီလိုမျိုးကားရထားလေးနဲ့ပတ်တာနှစ်ချံကိုအကျယ်ကြီးတနားရီနီးပါးလောက်ပတ်ရတယ်ပေါ့နော်ရှင်းလဲပြပေးတယ်ဒီမှာဒုတ်တွေထောက်ထားပြီပေါ့နော်ဒါတော့တက်တန်းကြီးတဲ့250တစ်ပင်နေပေါ့ဒီဒူးရင်ပင်နေပေါ့ဒီဘက်ကတော့တက်တန်းသေးတာလေးတွေပေါ့နှုတ်တာလေးတွေပေါ့တွေ့လားထောက်ထားတာအရန်ကိုတီးတာသိလားအများကြီးပဲဒါမဲ့နေတို့ကားပေါ်ကနေရိုက်လာတဲ့ဗီဒီယိုလေးဖြစ်ပါတယ်ရှင်ကြည့်ပါအသီးတွေမှာအများကြီးပဲတချို့ဟာတွေကမှဲ့ပြီးတချို့ဟာတွေကခုတ်ထားပြီးပါပြီပေါ့တချို့ဟာတွေကလည်းတီးနေစေပေါ့နော်ခုလိုမျိုး channel မှာကာယထားလေးနဲ့ပတ်ပြီးတော့လဲပြီးကြည့်ကြတာဖြစ်ပါတယ်ရှင်ချုံမူလီလဲအောင်ရောက်ပြီဆိုရင်တော့ဒူးရင်ချမ်းမှာအဝါစား999ဘတ်လဲခြင်းနဲ့ဆိုလို့ရှင်အမအများအသီးတွေအများကြီးပဲအသီးတွေအများကြီးပဲအခုလိုမျိုးကာယထားနဲ့လဲလို့ရပါတယ်တကယ်လို့ညအိတ်သွားတဲခြင်းနဲ့ဆိုရင်တော့အဲ့ဒီမှာ10ရောက်လောက်တဲလို့ရတယ်တညကို1500ပေါ့နော်အင်္ဂလိပ်တွေတော့မရိုက်ခဲ့ရဘူးပေါ့နော်ကိုယ်ရိုက်ချင်တာတွေအရမ်းများတယ်သိလားဓာတ်ပုံလည်းရိုက်ချင်တယ် TikTok လည်းရိုက်ချင်တယ်ဗီဒီယိုလည်းရိုက်ချင်တယ်ဒီမှာသိလားအဲ့လိုအလှလေးတွေကလေးလေးတွေပါရင်လည်းကလေးလေးတွေကစားကွင်းလေးတွေလည်းရှိတယ်ပေါ့နော်အယုတ်လေးတွေလည်းရှိတယ်ဓာတ်ပုံတွေဗီဒီယိုတွေရိုက်ကြအောင်ပေါ့နော်ကလေးတွေဆိုရင်ပရွက်စိတ်ကောင်းတွေအယုတ်ကြီးတွေပေါ်မှာတက်ရိုက်တယ်အဲ့လိုမျိုးပေါ့ဓာတ်ပုံတွေမှာအများကြီးပဲလမ်းလေးတွေဆိုလည်းအများကြီးကပ်ပကင်လေးတွေသူတို့ထားပေးတာလေးတွေလည်းရှိရပါတော့ကိုပိုင်ကားလေးတွေနဲ့လည်းလဲလို့ရတယ်လို့သူတို့ရဲ့ကားရထားလေးနဲ့လဲမယ်ဆိုရင်တော့120ဘတ်ပြီးလို့ရှိရင်ဒီကူပေါင်မနင်တို့4ယောက်ဘယ်နှယောက်လဲမနင်တို့သွား4ယောက်ဆိုရင်ကူပေါင်480200ဘို့မုံဝယ်စားလို့လည်းရသေးတယ်နော်ဒါ200ပြန်ပြီးတော့လက်ဆောင်လည်းပြန်ပြီးသေးတယ်သိလားအဲ့တော့စိတ်လည်းချမ်းသာတယ်ဒီအတစ်တီးပဲနေတွေ့ရတဲ့အတွက်လည်းအရန်ပျော်တယ်တွေ့လားအဲ့ဒါချုံဘူးအသီးတွေအတုနော်အစင်မဟုတ်ဘူး။ဘာလဲနှင်းသီးဓာတ်ပုံရိုက်ဖို့အတွက်ကဲဒါတော့ channel မှာတော့အစုံပဲရှိလားတီးပင်စားပင်နေရတကယ်ကိုစုံတယ်သိလားဒီလိုမျိုးအလှလေးတွေလည်းအပေါ်မှာရွက်ကြပင်လိုမျိုးလေးတွေလည်းစိုက်ထားတယ်ပေါ့နော်အပေါ်မှာအမိုးလေးတွေလည်းအရန်လာတယ်ချိန်ကြီးတဲ့ဝင်သွားတာနဲ့ကိုစိတ်ချမ်းသာစရာပေါ့နော်ကိုရီးယားတီးနံအပင်စိမ့်လေးတွေမြင်ရရင်ကိုပဲတကယ်ကိုစိတ်ပျော်ရွှင်တယ်စိတ်လွတ်လက်လို့စိတ်တွေပူလောင်နေတယ်စိတ်တွေညစ်နေတယ်ဆိုရင်တော့ဒီလိုမျိုးခြံကြီးထဲမှာတွားလဲလိုက်ပါမနစ်ကဆိုလို့ရှင်လည်းမနှင်းတို့တွေစပစ်ခြံကိုတွားလဲကြတယ်ပေါ့နော်အဲ့ဒါကြောင့်မဟာခြံကြော်မှာနဲ့တူတယ်စပစ်ခြံတွားလဲတယ်ကံကောင်းတယ်ဒီနှစ်လဲမတ်တဝဲတို့မိသားစုကလိုက်ပို့ပေးတယ်ဒူးရင်ခြံလေးကိုရောက်ခဲ့တယ်မတ်တဝဲတို့မိသားစုလည်းအထူးကျေးဇူးတင်ပါတယ်အုံမွန်ကြီးလည်းကျေး